Hello မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ကိုပြူတိကန်ကိုထပ်ပြန်တဲ့ကဲမမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစင်နစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့တော့ပုံမြင်လေးစားလိုက်ကြမယ်ကိုပြူတိကန်ကိုထပ်ပြန်ဟိုးရှိတုန်းကပေါ့အိုင်မီတပီမှာဘရင်ကြီးတစ်ပါးရှိတယ်။အဲ့ဒီဘရင်ကြီးမှာအသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပရောဟိတ်ကြီးတဦးလည်းရှိတယ်။သူဟာဘ ഹു တုတပြည့်စုံတဲ့အတွက်တိုင်းသူပြည်သားအလုံးကချစ်ခင်လေးစားကြတာပေါ့။သူတို့တိုင်းပြည်မှာကိုယ်ွယ်စိတ်ကပ်နေတဲ့ယဟန်တစ်ပါးလည်းရှိသေးတယ်။ဘရင်ကြီးကတက်တော်60ကျော်ပြီဖြစ်တဲ့အတွက်သူ့ရဲ့သားတော်လေးကိုအိမ်ရှိအရာပေးထားတယ်။တနေ့မှာတော့ဘရင်ကြီးထက်ပရောဟိတ်ကြီးကကြော်ကြားလွန်အားကြီးတဲ့အတွက်ဘရင်ကြီးရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းနဲ့မှိမ့်မိန်လာတယ်။အဲဒီတော့ဘရင်ကြီးကပရောဟိတ်ကြီးကိုအမျက်ဒေါသထွက်လေတယ်။အဲ့ဒါနဲ့ပရောဟိတ်ကြီးကိုသိဆုံးအောင်အစာအစိတ်ခတ်တတ်ဖို့ကြံစီတယ်။တနေ့မှာတော့ပရောဟိတ်ကြီးကိုခေါ်ပြီးမောင်မင်းစားဖို့ဆိုပြီးမုံလုံးတွေကိုပေးတော်မူတယ်။အဲ့ဒီမုံလုံးတွေမှာတော့အစိတ်တွေခတ်ထားတယ်ပေါ့။ပရောဟိတ်ကြီးကလည်းသူ့ဘရင်ကသူ့ကိုဒီလိုစိတ်သဘောထားနေမှမထင်တဲ့အတွက်ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံလိုက်တယ်။အပြန်လက်တစ်လျှောက်မှာသူကဒီအဆအစာတွေကိုသူတို့ကိုးကွယ်တဲ့ယဟန်ကြီးကိုဥဖျဖျဆက်ကက်လိုတဲ့အတွက်ကျောင်းနိုင်ငံကိုလှမ်းလာတယ်။ကျောင်းကိုရောက်တော့ယဟန်တော်ကိုဆက်ကက်တယ်ပေါ့။အဲ့ဒီအချိန်မှာပဲတောကစားရကနေပြန်လာတဲ့ဘင်ကြီးရဲ့သားတော်ဟာယဟန်စီမှာဗိုက်စာလွန်တဲ့အတွက်စားစရာစွန့်ပေးပါရန်တောင်းပန်လျှောက်ထားလေတယ်။ယဟန်ကလည်းအတော်ပဲပေါ့ခုနလေးတင်ပရောဟိတ်ကြီးလာကတ်ထားတဲ့မုံတွေကိုစွန့်လိုက်လေတယ်။ဒါတော့လေဗိုက်ဆက်စာနဲ့စားလိုက်တယ်ပေါ့။စားပြီးမကြခင်မှာပဲပါဇက်ကနေအမြုပ်တွေထွက်လာပြီးတိတ်ဆုံးသွားလေတယ်။ယဟန်နဲ့ပရောဟိတ်ကြီးလည်းအလွန်ထိတ်လန့်သွားပြီးနန်းတော်ကိုတိတ်ဆောင်သွားလေတယ်။ဘုရင်ကြီးစီလည်းရောက်ရောပရောဟိတ်ကြီးကအရှင်မင်းမြတ်စွန့်တော်မူတဲ့မုတ်ကိုယဟန်တော်အားဆက်ကတ်ကြောင်းထိုမသဆင်တားတော်ရောက်လာပြီးမုံစွန့်ရင်ရှောက်ထားတဲ့အတွက်ဘုရင်ကြီးတွေးသောမုတ်ကိုတားတော်အားကျွေးမိပါကြောင်းရှောက်ထားတဲ့ဒီအခါမှာဘုရင်ကြီးလည်းအလိုလေးကိုပြုသောကံကိုထံပြန်လာပါဤတကားဟုရေရွက်ကထိုနေရာမှာပင်ပဲရင်ကွဲနာကြပြီးတည်ဆုံးသွားလေတယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့ဒီပုံမြင်စီကနေတင်ယူရမယ့်သင်ခန်းစာကသူများမကောင်းကြံကိုပေးတံဆိုတဲ့အတိုင်းပဲကိုပြုလုပ်တမျှကောင်းခြင်းဆိုးခြင်းတွေဟာတစ်ချိန်ချိန်မှာကိုယ်စီကိုတနေရာကနေတနည်းနည်းနဲ့ပြန်လာတယ်ဆိုတာပဲအဲဒီတော့မိမိပြုတမျှအရာရာကိုလက်လွတ်စပယ်မပြုသင့်ပဲအကျိုးအကြောင်းတွေးတောကြံစပြီးမှကောင်းမွန်တဲ့အပြုမှုတို့ကိုပြုသင့်ပေတယ်အဲ့ဒီတော့မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတို့လူကောင်းလေးတွေအဖြစ်နဲ့နေ့တစ်တိုင်းရဲ့လှပတဲ့ဆန်းရှိုင်းလေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်အဲဒီတော့နောက်ဗီဒီယိုတွေမှာစိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေနဲ့ပြန်ဆောင်ကြမယ်နော်တတာ